အားလုံးမင်္ဂလာပါကျွန်တော်နဲ့ရွှေဆွားကုမ္ပဏီရဲ့ညီမလေးနဲ့တလောတော့တင်ထားတဲ့ဗီဒီယိုလေးရဲ့အောက်မှာ comment လေးတွေ့ရပါတယ်ဒါကျွန်တော်320ယူတာများတယ်မတန်ဘူးချင်းထည့်တယ်လို့ပြောထားတာလေးတွေ့ပါတယ်ဒါမှတ်ပြီးတဲ့တရားချင်းစီတိုင်းကျေးဇူးတင်ပါတယ်ဒါပေမဲ့ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးကျွန်တော်ပြန်ရှင်းနေတာတစ်ခုရှိပါတယ်မိတ်ဆွေကျွန်တော်တို့ကရေတကုံတစ်လုံးလုံးမှာလောက်ရတဲ့ system တွေအများကြီးပါကျွန်တော်တို့ရေလမ်းကြောင်းပိုက်လမ်းကြောင်းစနစ်တွေရေဆိုင်တွေရေစင်းတွေပြီးတော့ epoxy တောက်ရတာတွေပြီးတော့ကန်ဖွဲ့ရတာတွေပြီးတော့ရေစစ်ကန်စနစ်တွေ UV စနစ်တွေမီလန်ပိုက်လန်စတဲ့အရာတွေအားလုံးပြီးသွားတော့မှကျွန်တော်တို့မြေဆွေးကန်တွေမြေဆွေးထည့်တာတွေပြီးတော့တစ်ပင်စိုက်တာတွေစတာတွေကိုတစ်စင်ချင်းလောက်ရတာပေါ့ထားပါတော့ဒါတွေကိုနားမလဲလို့အုတ်သေးကြောက်ပြီးလာမြေနဲ့တွက်မယ်ဆိုလို့ရှိရင်တော့မှကျွန်တော်အုတ်သေးကြောက်ပြီးလာမြေဒီအပေါ်မှာတင်းတဲ့ကြောက်တုံးတွေကအဲ့လောက်ရှိခြင်းမရှိခြင်းပုံမှာကျွန်တော်ဈေးတွက်ပြီးယူတာမဟုတ်ပါဘူးအဲ့ဒီဗီဒီယိုထဲမှာပဲအဖြစ်ပါတယ်ဒီညီမလေးကသူ့ရဲ့စိတ် relax ဖြစ်ဖို့အတွက်ကိုသူဒီပတ်သက်300ကျော်နဲ့ပေးပြီးတော့ဝယ်ယူခြင်းဖြစ်ပါတယ်အဲ့တော့ဒီ300ကျော်ဟာသူ့အတွက်တန်တယ်ဆိုလို့ရှိရင်တော့သူတယောက်တည်းအတွက်ပြည့်စုံတဲ့အလှတရားတစ်ခုပိုင်ဆိုင်သွားတာဖြစ်တယ်လို့သူစိတ်ချမ်းသာပြီပေါ့နော်မိတ်ဆွေက Gucci 88ကို LV 88ကိုမိတ်ဆွေဝယ်နိုင်တဲ့နေ့ဆိုတာရှိလာမှာပါအဲ့ဒီဝယ်လာနိုင်ပြီဆိုတဲ့အချိန်ကြလို့ရှိရင်အဲ့ဒီ8ကိုချို့တဲ့လူတွေကအပိုအလုပ်တွေလို့တွေးပါလိမ့်မယ်ဒါမလို့အပူပေါ့နော်အဲ့လိုတွေးပါလိမ့်မယ်ဒါပေမဲ့မိတ်ဆွေအတွက်ကဒီ LV8 ကိုဝယ်နိုင်မှုအတွက်မိတ်ဆွေဘယ်လောက်ကြိုးစားခဲ့ရလဲဘယ်လောက်အချိန်ယူခဲ့ရလဲမိတ်ဆွေအတီးဆုံးဖြစ်တယ်ဝယ်နိုင်တဲ့အချိန်မှာလဲဒါကိုရအောင်ဝယ်ပြမယ်ဆိုတဲ့စိတ်နဲ့ဝယ်ပြထားတယ်ဝယ်နိုင်လာတယ်တအိပ်ပြီးတအိပ်ဝယ်နိုင်လာတယ်အဲ့အချိန်မှာမိတ်ဆွေ show kit ထဲမှာလဲအလှထိုင်ထားမယ်မိတ်ဆွေကင်ပြီးတော့တွိုင်းလိုက်ဒါပေမဲ့မိတ်ဆွေရဲ့ gun drum နဲ့မိတ်ဆွေရဲ့ပကာတနာနဲ့မိတ်ဆွေရဲ့ပိုက်ဆံရှိချောင်းဒါမိတ်ဆွေကြိုက်တဲ့ပုံစံနဲ့ပြလို့ရပါတယ်တချို့ကမော်တော်ကားနဲ့ပြတယ်တချို့ကလက်ကင်အိမ်နဲ့ပြတယ်တချို့ကရွှေတွေတုံးလိုက်တက်လိုက်ပြီးပြအဲ့တော့မိတ်ဆွေရဲ့ပြရုပ်တစ်ခုကိုဖော်ပြခြင်းဖြစ်တယ်မိတ်ဆွေစိန်ခံဖို့မိတ်ဆွေစိတ်အပန်းဖြေဖို့မိတ်ဆွေဘလောက်တုံးလဲဆိုတာကိုပြခြင်းဖြစ်တယ်အဲ့တော့သူစိတ်ချမ်းသာဖို့အတွက်သူ320တုံးတာတန်တယ်ဆိုလို့ရှိရင်သူတယောက်တည်းအတွက်ပဲကျွန်တော်တို့အလုပ်လုပ်တာဖြစ်ပါတယ်ကျန်တဲ့လူတွေကြိုက်လို့တွေ့ရဖြစ်လို့ရပါတယ် comment လေးတွေကျေးဇူးပါ